ရှမ်းတဝူးပြော်လေးလှုပ်ရှားမယ်ရှင်အရင်ဆုံးတဝူးပြော်ကြိုဖို့အတွက်ပဲမုံစိမ့်တပကံအဲ့ထဲကိုပီလောပီနံမုံလက်ဖက်ရည်စိုးနှစ်စွန်းနဲ့စားနဲ့ကြက်သားမုံနဲ့ထည့်ပြီးလို့ရှင်ရေနွေးလေးနဲ့မပြစ်မကျဲဖြော်ထားပါမယ်ပဲမုံအလုံးလေးတွေရေထဲပျော်ဝင်သွားတဲ့အထိကိုတေချာလေးမှွေပေးရပါမယ်နော်ပြီးလို့ရှင်အနည်းဆုံး1နာရီလောက်ထားပါမယ်ကျက်သားအနည်းကိုကျက်သွန်နီကျက်သွန်ဖြူဂျင်းလေးစီတက်ပြီးတော့ချက်ပါမယ်ပဲငပိချက်ဖို့အတွက်ကပဲငပိရဲ့ခင်းကျင်သီးရဲ့လိုပါမယ်ခင်းကျင်သီးကိုအနှစ်ကျိတ်ပြီးတော့စီပြန်တဲ့ထိချက်ပြီးလို့ရှင်အဲ့ထဲကိုပဲငပိလေးထည့်ရေလေးနဲ့ထည့်ပြီးချက်လိုက်မယ်ဆိုလို့ရှင်တော့ပဲငပိအနှစ်ကလေးရပါပြီနော်ဒီပဲငပိချက်တဲ့အိုးထဲကိုပဲကျက်သားနစ်ကိုပြန်ချက်ပါမယ်ထည့်ချက်ပါမယ်ကျက်သွန်နီကျက်သွန်ဖြူဂျင်းတွေကိုစီတက်ပြီးလို့ရှင်ကျက်သားလေးထည့်ရေလေးနဲ့ချက်လိုက်လို့ရှင်ကျက်သားနစ်ကလေးရပါပြီဒီကျက်သားထဲကိုလေခင်းကျင်သည့်အနစ်ကိုထည့်ချက်လည်းရပါတယ်เนาะပြီးလို့ရှိရင်ပဲငံပြိုင်လည်းထည့်ချက်လို့ရပါတယ်ကျွန်တော်တော့မျိုးရိုးရှင်းလေးပဲဒီတိုင်းလေးပဲချက်ထားပါတယ်စားလေးကြက်သားမုံလေးနဲ့ပဲထည့်ထားပါတယ်တဝူးပြော့ကြိုဖို့အတွက်ကခုနကတော့ပဲမုံစိမ့်တစ်ခွက်ထည့်ထားတော့ရေကို3ခွက်ထည့်ရပါမယ်နော်မီးကိုငွေ့လေးပဲတင်ထားပါမယ်ဒိုးမုံဖြော်ထားတဲ့အရေကိုထည့်ပြီးပြီဆိုလို့ရှိရင်တော့မီးလေးကိုအလဲအလက်တင်မယ်ပြီးလို့ရှိရင်အဆက်မပြဲမွေပေးရပါမယ်เนาะမမွေပေးဘူးဆိုလို့ရှိရင်တော့အလုံးလေးတွေအတုံးလေးတွေဖြစ်သွားတတ်ပါတယ်မီးကိုလည်းအပြင်းကြီးနဲ့မကြိုးရပါဘူးမီးလဲနဲ့လည်းပဲကြိုးရပါမယ်ရှောက်ကောပေါက်ကောစီကျက်ချက်ထားတာရယ်ပဲငပိအနှစ်ကရယ်ကျက်သားအနှစ်ချက်ထားတာရယ်ကျက်သွန်ဖြူစီချက်ထားတာရယ်မြေပဲလော်ထောင်းလေးရယ်ပြီးလို့ရှင်ထညက်ရည်လေးပါပါမယ်เนาะထညက်ရည်လေးထည့်ရိုက်ဖို့မိလို့ပါအဲ့ဒါလေးရပြီဆိုလို့ရှင်တော့ဒီရှမ်းဒုံပြော်လေးကိုစားလို့ရပါပြီ။ဘာမှချိုးမကြိုက်ဘူးနော်။ချိုးကြီးမစားဘူး။ကျက်သွန်မိတ်ကလေးထည့်ပြီးတော့စားလို့ရှင်တော့ပို့ပြီးတော့စားလို့ကောင်းတာပေါ့နော်။ဒီမလေးကကျက်သွန်မိတ်ကိုဈေးထဲကဝယ်ဖို့မိသွားလို့မထည့်လိုက်ရပါဘူး။နန်းလော်တွေပါကြိုက်တယ်ဆိုလို့ရှင်လေနန်းလော်ကိုစီတက်ပြီးတော့ထည့်လဲရပါတယ်ကျွန်တော်တို့ကတော့ဒီမြေပဲထောင်းလေးပဲထည့်ထားပါတယ်เนาะ